ဖုန်းစကန်ဝယ်ရင်တိထားတဲ့အချက်တွေကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဒီဖုန်းစကန်ဝယ်တော့မယ်ဆိုရင်မိတ်ဆွေတို့မဖြစ်မနေစစ်တဲ့အချက်တွေကိုစစ်ကမှာဖြစ်ပါတယ်ဒီကျွန်တော်ပြောတဲ့အချက်တွေကိုမိတ်ဆွေတို့စစ်မယ်ဆိုရင်မိတ်ဆွေတို့ဝယ်လိုက်တဲ့စကန်ဖုန်းက error ကင်းတဲ့ဖုန်းတစ်လုံးဖြစ်သွားမှာပါကဲစလိုက်ကြအောင်ကျွန်တော်တို့ဘယ်လိုစစ်ကမလဲဆိုရင်ပထမအဦးဆုံးအနေနဲ့ဖုန်းကို body စစ်ပါမယ်ဖုန်း body စစ်တဲ့ချိန်မှာဘယ်လိုစစ်ကမလဲဆိုရင်ကျွန်တော်တို့ body ဘေးပတ်လက်ပေါင်းတွေကိုမြင်ရလားမသိဘူးဘေးပတ်လက်ပေါင်းတွေကိုဒီချာကြည့်ပြီးပါပုံစင်းတွေအနာစာတွေပါလားကွဲရတွေပုံရတွေပါလားကြည့်ပြီးပါပုံရကွဲရတွေပါနေတာတော့ဘာလို့ဆိုရင် iPhone က body လဲရမှာပါနောက်တစ်နည်းအနေနဲ့ကတော့ကျွန်တော်တို့အတန်တိုးအတန်ချက် cloud တွေ power cloud တွေစစ်ကြည့်ပါမယ်ဒီ cloud တွေကိုပြောတာပါကျွန်တော်တို့ဒီ cloud တွေကိုဘယ်လိုစစ်ကမလဲဆိုရင်ကျွန်တော်တို့အရင်က power cloud ချက်ကိုနှိပ်ကြည့်ပါ power cloud တစ်ချက်နှိပ်ကြည့်လို့ power လာရဲဒါမှမဟုတ်အတန်ချက် cloud နှိပ်မယ်အတန်တိုး cloud ကိုနှိပ်လို့ဘုံလုံးလုံးလို့တဲ့ဆိုရင် cloud တွေကောင်းပါလေနောက်တစ်ချက်အနေနဲ့ကျွန်တော်တို့မှန်ပြင်တွေကိုစစ်ပါမယ်စစ်ကမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ icon တစ်ခုခုကိုဖိပြီးတော့မျက်နှာပြင်ကိုလိုက်ပုတ်ကြည့်ပါမြန်လေးပုတ်ကြည့်ပါတက်တက်လေးပုတ်ကြည့်ပါပုတ်ကြည့်လို့မှမိတ်ဆွေပုတ်လိုက်တဲ့နေရာမှာဖုံးရဲ့ပုံလေးကမပါလာဘဲနဲ့ကတ်ကြံနေခဲ့တာမျိုးဖြစ်နေခဲ့တာမျိုးဆိုရင်ဒါမှန်မကောင်းပါဘူးနောက်ဒီနည်းအနေနဲ့ကျွန်တော်ဗာစစ်ကမယ်ဆိုရင် speaker စစ်ပါမယ် speaker ကိုဘယ်လိုစစ်ကမလဲဆိုရင် setting နဲ့ဝင်ပြီးပါ setting နဲ့ဝင်ပြီးတော့ကျွန်တော် rain on ဘာညာဆိုတာပါပါလိမ့်မယ်ကျွန်တော်ကတော့မြန်မာပေါက်ပြောင်းထားတဲ့အတွက်တန်တုံခါချင်းဆိုတာပါပါတယ်ဒီလိုခေါင်းလောင်းပုံလေးနဲ့ပါမြင်ရလားမသိဘူးခေါင်းလောင်းပုံလေးကိုစနေပြီးပါနှိပ်ပြီးတော့ကျွန်တော်တို့စင်1စင်2ဆိုပြီးအတန်တွေရှိပါတယ်အဲ့ဒါကိုချက်ဝင်ပေးပါအဲ့ဒါဝင်ပေးပြီးတော့ကျွန်တော်တို့အတန်ကိုစစ်သိမ်းနိုင်ပါတယ်အဲ့လိုစစ်ပြီးလို့မှစိတ်တိုင်းမကြောက်ဆိုရင်ကျွန်တော်နောက်တစ်နည်းနဲ့စစ်လို့ရပါတယ်နောက်တစ်နည်းကကျွန်တော်ဘာလို့စစ်ခိုင်းလဲဆိုရင်ဒီနည်းနဲ့စစ်မယ်ဆိုရင်ဘက်ထရီရောစစ်ပြီးရဖြစ်ပါတယ်ကျွန်တော်ဘယ်လိုစစ်ရမလဲဆိုရင်နောက်ထပ်တစ်နည်းအနေနဲ့ကတော့ကျွန်တော် YouTube ကိုကြည့်ပါဒီချင်းတစ်ပုတ်လောက်ဖွင့်လိုက်ပါတချင်းဖွင့်လို့အတန်ကြီးလာရဲ့ဘောစပီကာတွေရောအောက်စပီကာတွေရောအတန်ထွက်တယ်ဆိုရင်စပီကာကောင်းပါရဲ့နောက်ထပ်တစ်နည်းအနေနဲ့ကျွန်တော်ဘာထပ်စစ်ရမလဲဆိုရင်ကျွန်တော်တို့ screen လေးစက်ကမှာပါဘယ်လိုစက်ကမလဲဆိုရင်ကျွန်တော်တို့အဖြူခံနောက်ခံ wallpaper ပါတဲ့အဖြူနောက်ခံ wallpaper ပါတဲ့ပုံကိုစစ်ကြည့်နေရပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါ display တွေပေါက်နေလားအရေးတွေပေါ်နေလားဆိုတော့ကြည့်ရပါတယ်ကျွန်တော်ဘယ်လိုစက်ကမလဲဆိုရင်အရင်က message တဲ့video ဝင်ကြည့်ပါ message မှာတက်တယ်ရှင်လို့ဆိုလို့မြင်တဲ့အတိုင်းပါပဲဒီမှာအဖြူရောင်နေနဲ့ပါဒီအဖြူရောင်နေနဲ့ဟိုမှာကျွန်တော်ဒီအဲ့အဖြူရောင်နေတဲဟိုမှာဒီလိုကျွန်တော်ပြရဲ့နေရာလေးဒီမှာဒီလို down လေးမှာကျွန်တော် TikTok ရေကလေးပေါ်နေတတ်ပါတယ်ဒီလိုနေရာလေးမှာ TikTok ရေကလေးပေါ်နေတာတော့ဘယ်လိုပြောမလဲဟိုအသေးပုံလေးပေါ်နေတာမှန် blue လေးပေါ်နေတာလို့ဆိုရင်အဲ့ဒါမှန်အဲ့ဒါတက်နေတာပါအမှန်အဲ့ဒါတက်နေလုံးဆိုရင်အနေများပါတယ်မဝယ်သင့်ပါဘူးနောက်ထပ်တစ်နည်းနေရာတော့ကျွန်တော်တို့20မိနစ်စစ်တဲ့အရာကလည်းကျွန်တော်ဖုန်းပြောတဲ့အချိန်ကြီးဟိုတစ်ဖက်လူကကြားရလားဒါမှမဟုတ်နောက်တစ်ဖက်ကပြောတဲ့တန်ကိုကကြားရလားကိုရှင်းရှင်းလင်းလင်းကြားနိုင်ဖို့အတွက်ကျွန်တော်တို့ဘယ်လိုစက်ကမလဲဆိုရင်ဒီလိုဖုန်းနဲ့ဝင်မှာဖုန်းနဲ့ဝင်ပြီးတော့ဖုန်းမိတ်ဆွေတွေနဲ့ဖုန်းတစ်လုံးကိုခေါ်ပြီးတော့အတန်နဲ့စမ်းကြည့်ပါစပီကာနဲ့ဖွင့်ပြီးတော့ဖုန်းပြောကြည့်ပါစပီကာပိတ်ပြီးတော့လည်းပြောကြည့်ပါအတန်ကြည်လားမကြည်လားကြည့်ပြီးတော့နောက်ထပ်တစ်ဆက်အနေနဲ့ကတော့ကျွန်တော်တို့ကင်မရာစစ်ပါပဲနောက်ထပ်တစ်မျိုးကတော့ကင်မရာစစ်မယ်ကင်မရာကိုဝင်လို့ဖွင့်ပြီးပါကင်မရာဖွင့်ပြီးပါရင်ကင်မရာကိုဖွင့်ပြီးရိုက်ကြည့်ပါကင်မရာကြီးကောင်းလားကင်မရာကြီးအလုံးလုံးလားကင်မရာကောင်းမကောင်းလေးစစ်မယ်ဆက်တနည်းအနေနဲ့ကတော့ကျွန်တော်ES Center ကြီးစစ်တဲ့နည်းဖြစ်ပါတယ် ES Center ပြီးစစ်ကမယ်ဆိုရင်ကျွန်တော်တို့1 2ကိုခေါ်ကြည့်ပါခေါ်ကြည့်ပြီးတော့ကျွန်တော်တို့အပေါ်ကိုကျွန်တော်ပြရလို့အပေါ်ကိုပိတ်ကြည့်ပါအဲ့လိုဆိုရင် ESP ကဖြစ်ကောင်းမကောင်းကြည့်နိုင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဖုန်းပြောရရင်နားနဲ့ကတ်တဲ့ချိန်ဖုန်းပိတ်သွားတာပါအဲ့ဒါဆိုရင်ဒီလိုပိတ်ကြည့်လို့မှမပိတ်ဘူးဆိုရင်ဒါကအဲ့ဒါဖြစ်တာပါဒီလိုပိတ်ကြည့်လို့မပိတ်သွားရဆိုရင်တော့အဲ့ဒါမဖြစ်ပါဘူးဒါဆိုရင် ESP ကကောင်းပါတယ်ဒီဖုန်းက
နောက်တဲ့တင်းကြီးနဲ့နောက်တဲ့တင်းကြီးနဲ့ကျွန်တော်ဗာစစ်လို့ဆိုရင်ဘက်ထရီကိုစစ်မှာပါဒါကျွန်တော်ဘက်ထရီကိုဘယ်လိုစစ်ကမလဲဆိုရင်လွယ်ပါတယ်ဘက်ထရီစစ်ပုံစစ်နည်းရတော့ကျွန်တော်တို့ UG လေးတွေဝင်ပြီးပါ UG လေးတွေဝင်ပြီးတော့မိတ်ဆွေကြိုက်နေတဲ့သင်းတစ်ပုတ်ကိုရှာလိုက်ပါ ကျိုင်းနေတဲ့လို့ရှာပြီးတဲ့ဗီဒီယိုကိုကျွန်တော်အဆုံးထိကြည့်ပါမယ်အဆုံးထိကြည့်ဖို့အတွက်ကျွန်တော်ရုပ်ထွက်ကိုလည်းအကြည့်ကြည့်မယ်အမြင့်ဆုံးမှထားပြီးကြည့်ပါမယ်ရုပ်ထွက်ကိုအမြင့်ဆုံးထားပြီးတော့ 1080p ကိုကြည့်မယ်အဲ့လောက် quality ကိုထားပြီးကြည့်မယ်ကျွန်တော်ဗီဒီယိုကိုရှေ့တဲ့အတွက်လည်းကျွန်တော်ရစ်ထားပါတယ်ရစ်ထားပြီးတော့ကျွန်တော်မိတ်ဆွေတို့ပြမယ်ကျွန်တော်ဒီတိုင်းလေးကြည့်ခိုင်းတာကအလကားကြည့်ခိုင်းတာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဗီဒီယိုတို့ကြည့်တဲ့ချိန်မှာအားဘလောက်တော်တော်လေးကိုဆင်းသွားလဲဆက်ဘလောက်ပူလဲကျွန်တော်တို့အားကဘလောက်ခံလဲဆိုတော့ကျွန်တော်တို့သိနိုင်ပါတယ်ကျွန်တော်ကမိတ်ဆွေကို YouTube ဗီဒီယိုတစ်ပုဒ်ကိုကြည့်ခိုင်းတာဖြစ်ပါတယ် YouTube ဗီဒီယိုကိုအပြီးထိကြည့်တာကောင်းပါတယ်ဘာလို့လဲဆိုတော့ဖုန်းကိုလက်ထဲမှာ3မိနစ်4မိနစ်လောက် run လိုက်တဲ့အချိန်ကျဖုန်းကပူသွားတာအားဆင်းသွားတာတွေကိုတိတိကျကျကြီးမိတ်ဆွေသိလာမှာပါအဲကြောင့်မို့လို့ YouTube ချင်းတစ်ပုဒ်လောက်ဖြစ်ဖြစ်မိတ်ဆွေပြည့်အောင်နားထောင်ပေးပါဟုတ်ကဲ့ကျွန်တော်ပထမဦးဆုံးပဲကျွန်တော်မိတ်ဆွေတို့ကိုအားမှတ်ခိုင်းနေဆိုတော့အလကားမဟုတ်ပါဘူးဘာကြောင့်မှတ်ခိုင်းလဲဆိုရင်ကျွန်တော်တို့အားပထမဦးဆုံးစစ်စစ်ချင်းမှာအမှတ်လိုက်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဆက်လာတာ6မိနစ်ရှိပါပြီအဲ6မိနစ်အတွင်းမှာကျွန်တော်တို့ဒီအားကဘလောက်ခံလဲခုကျွန်တော်စစ်တာဆိုရင်10မိနစ်9မိနစ်ဝန်းကျင်လောက်ကိုအားဘလောက်ခံလဲဆိုတော့ကျွန်တော်တို့သိနိုင်ပါတယ်အဲကြောင့်မလို့မိတ်ဆွေကိုပထမဦးဆုံးကနေကအားဘလောက်ရှိလဲကြည့်ထားပေးပါလို့ကျွန်တော်ပြောပါတယ် အခု2မိနစ်စာတစ်ပုတ်ကိုကြည့်လိုက်လို့ဆိုတော့အားကဆိုတော့85ဖြစ်သွားပါတယ် percent ဖြစ်တော့ရောသွားပါတယ်ဒါပေမဲ့ဒါအားမတရားစားတယ်လို့မခေါ်ပါဘူးအားမတရားစားတဲ့ဖုန်းဆိုရင်ကျွန်တော်တို့ YouTube ကြည့်တဲ့ချိန်မှာYouTube ဗီဒီယိုကြီးကြည့်ရတယ် TikTok ကြီးကြည့်ရတယ်နိုင်ဝက်လောက်တုံးလိုက်တာကျွန်တော်မိတ်ဆွေတို့အရင်ဦးဆုံးဆက်စားဦးဆုံးကျွန်တော်ဘက်ထရီကိုမှတ်ခိုင်းတာလက်ကားမှတ်ခိုင်းတာမဟုတ်ပါဘူးကျွန်တော်ဆက်လာတဲ့ချိန်10မိနစ်2မိနစ်ရှိရအဲ့10မိနစ်2မိနစ်မှာကျွန်တော်အဲ့10မိနစ်2မိနစ်ရဲ့ကျွန်တော်ဒီမှာ YouTube တုံးနေတာ2မိနစ်လောက်ရဲ့အောင်းလိုက်တဲ့ချိန်ကျွန်တော်တို့4မိနစ်5မိနစ်လောက်ကျွန်တော်ဖုန်းကင်နေတဲ့ချိန်မှာဖုန်းကပူလာတာချင်းမရှိဘူးအားမတရားဆင်းသွားတာချင်းမရှိဘူးဆိုရင်ဘက်ထရီကောင်းပါတယ်တချို့ဘက်ထရီမကောင်းတဲ့ဖုန်းတွေဆိုရင်အဲ့လိုမျိုးကျွန်တော်တို့3-4မိနစ်ကင်တဲ့ချိန်မှာဖုန်းကပူနေတာမျိုးဆွဲရတာပြူရတာတွေဖြစ်နေတာမျိုးပြီးတော့ဘက်ထရီပါဆန်းကကျွန်တော်တိတိတတ်တာရောဆင်းသွားတာမျိုးဆိုရင်သိကြပါတယ်အဲ့ဖုန်းကဘက်ထရီမကောင်းတဲ့ဖုန်းမှာပြီးရင်ဟန်နေတဲ့ဖုန်းမှာနောက်ထပ်နည်းတွေလည်းအများကြီးရှိပါတယ်ကျွန်တော်တိတလောက်တက်တလောက်မိတ်ဆွေတို့မျှဝေပေးတာပါကျွန်တော်မိတ်ဆွေတို့အတွက်သုံးဝင်မယ်လို့ထင်ပါတယ်ကျွန်တော်ဒီနည်းလမ်းလေးကမိတ်ဆွေတို့အတွက်သုံးဝင်မယ်လို့ထင်ပါတယ်ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့တော့ဖုန်းစစ်နေရတော့ဒီလောက်ပါပဲကျွန်တော်တိတလောက်တက်တလောက်လေးကိုမိတ်ဆွေတို့ sharing ပြုလုပ်ပေးတာပါသဘောကျတဲ့ကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့အောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ